မင်္ဂလာပါဒီနေ့လည်းမင်းပတ်စံဆိုင်ငါပတ်စံဆိုင်မယ်ဆိုတဲ့အစီအစဉ်လေးလာပါပြီစတာပါလုံအားဆိုင်ထားပါတယ်ဒီနေ့တော့ငါကင်တစ်ခါပြန်လေးလောက်စားတာဖြစ်ပါတယ်ငါကင်လို့ဖွင့်ရအတွက်ပြင်ဆင်နေတာဖြစ်ပါတယ်အားပြီးတော့တမယာတီဝေလာဖုံးမေးတဲ့အတွက်ကြောင့်မလို့ဝေထားတဲ့မယန်တီကိုမတုတ်စားပဲနဲ့တမယာတီကိုညံ့ညောင်ထောင်းပြီးအချင်းလုပ်ပါတယ်ငါခင်အတွက်ကိုတခါတည်းငါးရဲ့အကောင်ပေါ်မှာတခါတည်းအဲ့လိုစာပလာတွေအရင်ညစ်ထဲအားတော့အမုံလေးဖြူထဲအားတော့ထက်ကိုစားလို့ရှိရင်အစာပလာတွေအဲ့ဒါအချင်းရဲ့တွန်ဖြူအရင်ညစ်ထားတဲ့ဟာတွေရဲ့ခယူစီတော့အဲ့လိုအစာပလာမာလာမုံတွေပါတွေကိုခွက်ထဲမှာတက်ဖြော်နှက်ထားပြီးတော့အဲ့ဒီဖြော်နှက်ထားတဲ့အရင်နဲ့ပေါ့နော်ငါးတွေပေါ်မှာအဲ့လိုလည်းနှက်ထားပြီးရင်ပိုးပြီးမှအရသာဝင်ပြီးတော့စားကောင်းပါတယ်အရသာပိုးပြီးမှဝင်ပါတယ်ဒီမှာတစ်ဖက်ပေါ့နော်ဖတီမာရဲ့ဗီဒီယိုတွေကြီးများပြီးတော့သူ့ရဲ့လက်ပံပွင့်ကြော်တဲ့ပုံစံကိုကြော်စားကြည့်ပါတယ်တခါမှမကြော်စားဘူးပါဘူးဒါပထမဆုံးကြော်စားပူတာပါစားမကောင်းပါဘူးမလုပ်တတ်လို့နေမှာပါกินနေတဲ့အချိန်မှာကျတော့အလုပ်တွေရှုပ်ပြီးမှกินနေတဲ့ပုံတွေဗီဒီယိုတွေမရဖြစ်လိုက်ပါဘူးနောက်တစ်ခါလောက်စားဖြစ်ထပ်ရိုက်ပေးပါဦးမယ်ဒီနေ့တော့ဒီငါးกินနဲ့ spicy ပေါ့နော်စားပါတယ်အားလုံးကိုကျေးဇူးပါရှင်